2010ခုနှစ်ရန်ကုန်မြို့ Congratulation ကိုထွဋ်ခေါင်လွင်ဧကန်ကျဲထဲမှာဂုဏ်ပြုလက်ခုပ်သံတွေဆူညံသွားသည်ပြီးတော့ဖန်ခွက်လေးတွေကမီးရောင်အောက်မှာလက်ခနဲဖြစ်သွားသည်ဖန်ခွက်ချင်းထိခတ်တံတွေရေမောတံတွေဒီလောက်နဲ့တော့မရဘူးနော်အမမင်းဟိုတယ်တစ်ခုခုမှာကောင်းကောင်းပြုစုရမယ်ဟူသောကြည်စဲတံတွေလင်းလွန်းတို့အိမ်ဧကန်ထဲမှာဒီညအဖို့ဆူညံစိတ်ကားနေပါသည်လင်းလွန်းကဧကန်တောင်ရှိဆိုဖာတစ်ခုပေါ်မှာထိုင်ကလိမ္မော်ရီတစ်ခွက်ကိုတစိမ့်စိမ့်တောင်းရင်မိတ်ဆွေတွေကြားကဒဲဒီအပျော်မျက်နှာကိုလှမ်းကြည့်နေမိသည်ဒဲဒီနာမှာနိုင်ငံရေးဘက်ကမိတ်ဆွေတွေရောစီးပွားရေးဘက်ကမိတ်ဆွေတွေပါဝန်းရံလျက်ရှိပါသည်စကားပြောဆိုနေကြရင်တစ်ချက်မှထရီလိုက်သောဒဲဒီအတန်ထဲမှာကျေနပ်ဂုဏ်ယူခြင်းတွေအပြည့်ပါသည်အားလုံးထဲမှာဒဲဒီရဲ့တန်ကအသက်ဝင်ဆုံးပင်ဒဲဒီကသူ့နာမည်ထွဋ်ခေါင်လွင်ဆိုတာနဲ့လိုက်ဖိတ်ညီအောင်ဘယ်နေမှမဆိုအထွတ်အမြတ်အခေါင်အဖျားမှသာနေခြင်းသူကောင်းလွင်တော်လွင်ချမ်းသာခြင်းလွင်သူပင်လင်းလွင်ကတော့ရွေးကောက်ပွဲရလက်ထွက်ပေါ်လာသည့်ဒီလိုညမျိုးမှာဒဲဒီကိုတားထက်ပိုလေးနဲ့ငြိမ်သက်စေခြင်းသည်လွှတ်တော်အမတ်ဖြစ်လာတဲ့ဆိုတာယာဒူးအာဏာတစ်ခုရပြီးအခွင့်ထူးခံရတာမဟုတ်ဟုခံယူစေခြင်းသည်ပြည်သူကရွေးချယ်ပေးလိုက်တာမို့ပြည်သူဝင်ကိုထမ်းရတော့မည်ပြည်သူအကျိုးကိုဆောင်ရွက်ရတော့မည်ဟုသောအသည့်မျိုးဖြင့်လေးနက်ငြိမ်သက်စေလိုတာပင်ကိုထွဋ်ခေါင်လွင်ဒါဆိုခမည်းကလွှတ်တော်အစည်းအဝေးရှိတဲ့ရက်တွေဆိုနေပြည်တော်မှာရှိနေမှာပေါ့ဟုတ်တယ်ကိုမင်းစောကျွန်တော်ဟိုမှာအိမ်ဆောက်နေတာပြီးတော့မယ်လေအဲ့ဒီအိမ်ကနေပဲအစည်းအဝေးတက်ရမှာပေါ့ဟာခမည်းကနိုင်မယ်ဆိုတာကြိုသိလို့အိမ်ကြိုဆောက်ထားတာလားမဟုတ်ပါဘူးဗျာဟိုမှာတားကြီးနဲ့အလုပ်လဲရှိနေတာဆိုတော့တွားရင်လာရင်တဲဖို့ဆောက်ထားတာပါရှင်ပြရင်ပစိုးပိုးကြီးပဲပေါ့ဗျာခမည်းတို့လိုစီးပွားရေးအင်အားတောင်းတင်းတဲ့သူတွေနိုင်ငံရေးလောကထဲဝင်လာတာလဲတမျိုးကောင်းတာပါပဲစီးပွားရေးနောက်ကျောင်းအေးတော့စိတ်နှစ်ပြီးအလုပ်လုပ်နေတာပေါ့ဒါနဲ့ရန်ကုန်ကစီးပွားရေးလုပ်ငန်းတွေတော့ခမည်းအာယုံဆိုင်နေမှာမဟုတ်တော့ဘူးပေါ့နော်တားငယ်လင်းလွင်းရှိတယ်လေဗျာဒီကောင်ကိုပဲပုံအပ်ထားရမှာပေါ့ဒီကောင်ကအားကိုရတယ်ဗျအလုပ်ကိစ္စတွေမဟုတ်ဘူးတားကြီးရဲ့ကလေးနှစ်ယောက်ကိုပါအုပ်ထိန်စောင့်ရှောက်နိုင်ပေးတယ်တားကြီးနဲ့ချွေးမကရန်ကုန်မှာအနေနဲ့တယ်လေဗျာသူတို့အလုပ်တွေကနေပြည်တော်မှာပဲများတာကိုဒဲဒီအတန်ထဲမှာကျဉ်းနှံ့မှုတွေအပြေးအဝပြောဝင်နေသည်ဒဲဒီကမိတ်ဆွေတွေနဲ့အတူမတ်တရဲလျက်ဝိုင်ခွက်ကိုကင်ထားရင်းကဧကန်တောင်မှထိုင်နေသည့်လင်းလွင်းကိုလှမ်းကြည့်တာမို့လင်းလွင်းနှင့်အကြည့်ချင်းဆုံမိသွားသည်ဒဲဒီကမတော်ဘူးလားဆိုသည့်သဘောဖြင့်လက်ထဲကဝိုင်ခွက်ကိုမြောက်ပြသည်လင်းလွင်းကပြုံးကကောင်းခါပြားရင်လက်ထဲကလိမ္မော်ရီခွက်ကိုမြောက်ပြလိုက်တော့ဒဲဒီကပခုံးတွင်ကသူ့မိတ်ဆွေများဘက်သို့ပြန်လည်သွားသည်အသက်50ကျော်ခဲ့ပြီဖြစ်သောဒဲဒီဟာအနှဲငယ်ဝဖိုင်တော်လဲနှုတ်ပြိုသည်လွန်ခဲ့တဲ့၄နှစ်ကမာမီဆုံးပါသွားချိန်မှာဒဲဒီအသက်က50မာမီဆုံးပြီးနောက်ပိုင်းမှာမှဒဲဒီကနိုင်ငံရေးဘက်ကိုစိတ်ဝင်စားလာခဲ့တာပင်ဒဲဒီတို့လူကြီးအုပ်စုဘက်ကရွယ်မောတန်တွေစကားတန်တွေကတစ်ချက်မှကျဲလောင်လာသည်ခမည်းတော်လိုစီးပွားရေးတောင်းတင်းတဲ့သူတွေနိုင်ငံရေးလောကထဲဝင်လာတော့တမျိုးကောင်းတာပေါ့ဟူသောစကားတန်တွေကိုခဏကြားနေရတာမို့လင်းလွန်းကပြုံးကပခုံးတစ်ချက်တွင်မိသည်ဒဲဒီကစီးပွားရေးတောင်းတော့ငွေကြေးပုံဩကမဲဆွဲနိုင်သည်သူ့ရဲ့မဲဆန္ဒနယ်မြေထဲမှာဘာလို့လဲမရမရှိစေရလမ်းခင်းမလားတောင်းဆောင်မလားတောင်းသူတွေကိုငွေချေးပေးရမလားရွာမီးလင်းကျင်လားဖုံးလိုက်မိကျင်သလားအားလုံးဖြည့်ဆည်းပေးနိုင်သည်ဒီလိုနဲ့ဒဲဒီကိုရက်ရွာလူထုကလိုက်လဲမဲပေးလိုက်ခြင်းဖြင့်အနိုင်ရလာသည်ဒဲဒီကသူ့လိုချင်တာတစ်ခုအတွက်ဘယ်သူကိုဘာပေးရမည်ဆိုတာကိုကောင်းကောင်းသဘောပေါက်သူပင်ဒီလိုနီးဖြူဟာမျိုးနှင့်ပင်စီးပွားရေးလောကမှာလည်းအောင်မြင်လာခဲ့သည်ဦးလင်းစောကဘဲစီမှာတွားအိပ်ပျော်နေသည်မသိသောလင်းလွင်းရဲ့တူမလေးနှစ်ယောက်ကလင်းလွင်းစီပြေးလာကလင်းလွင်းကိုပြေးဖြတ်လိုက်ကြသည်ပြီးတော့ဆိုဖာပေါ်ကုတ်ကက်တက်သူကတက်လင်းလွင်းလက်ထက်ကဖြော်ရည်ခွက်ကိုဆွဲလူတောက်သူကတောက်တောင်းချမ်းစိတ်လေးနှစ်ယောက်ကတော့သူ့ကိုရင်းနှီးခင်တွယ်သည်ခင်တွယ်ဆိုသူနဲ့ကပိုးပြီးအနေနီးကြသည်လေကိုအကိုသူတို့အဖေကရန်ကုန်မှာအမြဲရှိတာမဟုတ်သူတို့အမေကလည်းနေပြည်တော်နဲ့ရန်ကုန်ကုချီတန်းချီဒီလိုနဲ့ကျဲစင်လွန်းနဲ့လာရီလွန်းကလေးဟာလင်းလွန်းလက်မှာကြည့်ခဲ့ရသည်ခုဆိုကျဲစင်လွန်းက3နှစ်လာရီလွန်းက9နှစ်ဦးလန့်အေးပြောမဲလာရိတ်ဟင်း
ဦးလင်းကမိကိုမဲလာရိတ်တဲ့မိနာမည်ကလာရိတ်လွန်းပါဦးလင်းရဲ့အေးပါဟုတ်ပါပြီကဲပြောဘာလဲဖိုးဖိုးကြီးကဘာလို့ပြောနေတာလဲဩဖိုးဖိုးကြီးကအနိုင်ရသွားလို့ပေါ့သမီးရဲ့ဘာကိုနိုင်တာလဲရွေးကောက်ပွဲမှာမဲနိုင်သွားတာလေမဲနိုင်တယ်ဆိုတာဘယ်လိုမျိုးလဲမဲနိုင်တယ်ဆိုတာကသမီးနားလည်အောင်ဘယ်လိုပြောရမလဲဆိုတော့ဒီလိုကွာသမီးကျောင်းမှာစာမေးပွဲဖြေပြီးရင်သူများထက်အမှတ်ပိုရတယ်လို့မျိုးပေါ့ဟုတ်လားလာရိတ်လွန်းကလူကြီးလေးလိုခဏစဉ်းစားနေပြီးမှမိအမှတ်ကိုမိဆရာမကပေးတာဖိုးဖိုးကြီးမှလည်းအမှတ်ပေးမဲ့ဆရာမရှိတာပဲလားလင်းလွန်းကရေမောကလာရိတ်ရဲ့ခေါင်းလေးကိုပုတ်လိုက်ရင်ဖိုးဖိုးကြီးမှတော့ဆရာမမရှိဘူးသမီးရဲ့ဖိုးဖိုးကြီးကိုအမှတ်ပေးလိုက်တာကပြည်သူတွေလေဖိုးဖိုးကြီးဝင်ပြိုင်တဲ့နယ်ကပြည်သူတွေကပေးလိုက်တာပေါ့ဖိုးဖိုးကြီးကစားကြက်လို့သူတို့ကအမှတ်ပေးတာလားဖိုးဖိုးကြီးကစားသိပ်ကြက်စရာမလိုဘူးသမီးอ่ะဒါဆိုဖိုးဖိုးကြီးကစားခိုးချလိုက်တာလားစားခိုးချလို့အမှတ်တွေအများကြီးရတာလားလင်းလွန်းကကလေးအတွေးကိုရဲကျင်သွားမိကအဲ့ဒီလိုလည်းမဟုတ်ဘူးမဲလာရိတ်လေးရဲ့ဖိုးဖိုးကြီးကစားမကြက်ပေမဲ့စားတော်ပြီးသားစားရပြီးသားစားတက်ပြီးသားအဲ့ဒါကြောင့်အမှတ်တွေအများကြီးရတာပေါ့ဖိုးဖိုးကြီးကတော်လိုက်တာနော်မိလဲဖိုးဖိုးကြီးလိုဖြစ်ချင်လိုက်တာကလေးတွေဦးလင်းကိုဘာသွားရှုံနေကြပြန်ပြီလဲလာရိတ်လွန်းတို့မေမေမမဤကလေးယာကအပြုံးကလေးနဲ့အတူလှမ်းမေးရင်လင်းလွန်းတို့စီကိုရှောက်လာနေသည်စရင်ကောင်းကအနေဒီလူကြီးဆန်သောမမဤကလေးယာကလင်းလွန်းဤမရီးတော်ဆက်ပေမဲ့အမလိုပင်ရင်းနှီးစီလုံးသည်